space ကဒီ3လပိုင်းမှာစပြီးတော့ဖွင့်တာပေါ့နော်2025 3လမှာစပြီးတော့ဖွင့်နေတယ် CFK အနေနဲ့အရင်တော့ရန်ကုန်မှာလည်း exhibition တွေလုပ်ခဲ့တယ်ပြီးတော့ဒီကလောမှာလည်း events တွေလုပ်ပေးမှုတွေပေါ့နော်အခုပွဲမှာဆိုရင်ခက်ခဲဆုံးပိုင်းကဒီcoverage ပေါ့နော်ဒီ show တစ်ခုလုံးကိုသိချာလုပ်နိုင်ပါမလားပြီးတော့research လုပ်ထားတဲ့ဟာတွေနဲ့ဘယ်လိုမျိုးပြကြမလဲပေါ့နော်ပြီးတော့အဓိက audience ကလက်ခံပါမလားလာပြီးတော့ဒီပြပွဲကိုသူတို့လေ့လာခြင်းပါမလားပေါ့နော်အဲ့လိုမျိုးဒီ audience response ကိုလည်းစိတ်ပူရတဲ့ပိုင်းရှိတယ်လို့ပြီးတော့ဒီပကြီးကားရွေးချယ်တဲ့အခါမှာလည်းကိုတကယ်ကိုကြိုက်တဲ့ကားဆိုတာလည်းပြတဲ့နယ်လို့ထင်တဲ့ပကြီးကားမျိုးတွေဖြစ်ပါမလားပေါ့အဲ့လိုမျိုးတော့ရွေးချယ်ရတာပေါ့ဆုံးရဒီ2014ကနေ2025ဒီသူ့ရဲ့ award ရွေးရတယ်ပေါ့နော်ရွေးရတယ်ဆိုတော့တစ်နှစ်မှာတချို့နှစ်တွေဆိုတော်တော်လေးများရပါတော့အဲ့တော့ဒီနှစ်မှာပါပြမလဲနောက်တစ်နှစ်မှာဘာတွေရွေးချမလဲဒီအရင်တော့စီစဉ်ခဲ့ပွဲရင်းနေဆိုရင်ဒီ artist ဒီ match လာရှင်းနေတော့လောက်ခဲ့တဲ့ဖွင့်ပွဲမှာဆိုရင်24ရောက်တော့မှာကိုယ်ပိုင် style ရှိကြတယ်ပေါ့နော်အဲ့ဒါနဲ့ဒီသူတို့ပါမယ်ပြပကြီးကားလေးကိုပဲဒီရွေးထည့်တာမျိုးရှိတယ်ဒီမက်မျိုးဟာじゃသူတယောက်တည်းရဲ့ဒီနှစ်10နှစ်ဆိုတဲ့က10နှစ်ကျော်ဆိုကာလအတွင်းကပကြီးကားရဲဆိုတော့ဒီရွေးရတဲ့ဟာမျိုးလေးရောအခက်အခဲရှိရပေါ့နော်ကျေးဇူးတင်ပါပါတယ်ခေါ်စားရလဲဆိုတာဆိုလိုပွဲလေးဟုတ်တယ်ကျန်ဒီဆိုလိုပွဲမှာတာက schedule ဆိုတော့ဒီရှိမှလုပ်ခဲ့တဲ့ပွဲတွေကအတင်းအစုံနဲ့အစုံဆိုတော့ဒီမြင်ရတာလေးတော်တော်ပါလာတယ်လို့ရှိတယ်ဘာကြီးမဲ့လူတွေကိုဘယ်လိုပြချင်လဲဆိုတော့ဒီအဓိကတော့ဒေတာအချိန်ပေးပြီးကြည့်ဖို့ပေါ့နော်ဒီ reading corner ပေါ့နော်ဒီမှာဆိုရင်သူ2014 artist ဘဝအစနေဒီသူဒီလိုမျိုးတွေစဖြစ်လာတဲ့အချိန်ကနေစပြီးသူရေးခဲ့တဲ့စလုံးတွေဒီမြန်မာစလိုလည်းရေးထားတယ်ပြီးရှေ့ခေတ်အခရာပုံစံဆန်လေးပေါ့နော်အဲ့လိုမျိုးလေးလည်းရေးထားတယ်အဲ့ဒါတွေဆိုရင်ဒီဒေတာအချိန်ပေးပြီးဖတ်မှာပေါ့နော်အဲ့လိုဒေတာအချိန်ပေးမှလည်းနားလည်လိမ့်မယ်ပြီး2014ကနေ2025အထိရောက်လာပြီဆိုတော့ဒီပကြီးကားတကားချင်းစီအကြောင်းတွေဒီသူရေးထားတဲ့စလုံးလေးတွေသိချကြည့်ရင်တော့ဒီသူပေးချင်တဲ့ message အချို့တွေပါရောနားလည်လိမ့်မယ်ပေါ့နော်အဲ့တော့အချိန်သိချပေးပြီးတော့ကြည့်လို့ပြောချင်ပါတယ်စာအုပ်တွေပေါ်မှာစဆွဲထားတဲ့ sketch တွေကနေစပြီးတော့ဒီ6 paper လဲပကြီးကားတွေဒီ size တွေအများကြီးရှိတယ်ပြီးတော့ပကြီးကားတိုင်းမှာလည်းဒီ pattern တစ်တိတိတွေကစဆွဲထားတာတွေကတခြားကြည့်ပြီးတော့လေ့လာရတာအများကြီးရှိရပါတော့။ဒါတိုင်းမှာသူ့အတိတ်ပဲအများကြီးရှိတယ်။အဲ့ဒါကိုလည်းကိုယ့်ရဲ့အမြင်နဲ့တခြားလေးရှင်းပြချင်တယ်။အကောင်လုံးကိုလွတ်လပ်ခံစားစေချင်တယ်။ဒီပုံကဘယ်လိုပုံမျိုးလဲဆိုတာမျိုးလဲစဉ်းစားစေချင်တယ်။တယောက်ရဲ့ဖြတ်တန်းခဲ့တဲ့အချိန်ကာလတစ်ခုကိုသူ့ရဲ့ပကြီးကားရတဲ့တစ်ဆင့်ပြီးတော့မှသူဖော်ပြချင်တဲ့တရှိမှုတွေအကြောင်းကိုလည်းလေ့လာခွင့်ရမယ်ဆိုတော့ဒါတဲ့သူတွေအားလုံးနောက်တမရတဲ့ပွဲတစ်ခုဖြစ်မယ်လို့ပြောချင်ပါတယ်။မမျိုးရဲ့ဒီလိုတူညီတဲ့လက်ရအများကြီးပဲရှိတယ်ပေါ့။သူဖန်တီးထားတဲ့ဟာတွေအများကြီးပို့လို့တကယ်တည်းမှာအရာတရှိပေးချင်မှုလဲဖိတ်ခေါ်ပါတယ်ပေါ့။